အားလုံးပဲမင်္ဂလာပါဗျာ BN Story မြန်မာ Channel ရဲ့အနေပြန်လဲကြိုဆိုပါရစေဆရာအခါဆိုရေးသားထားတဲ့အောက်လန်ဆရာကြီးဦးမြခင်ဇလန်းလေးကိုအစဆုံးအနေဖြင့်တင်ဆက်ပေးသွားပါမယ်ဖြစ်ပါတယ်ခင်ဗျဤဇလန်းဟာဖြစ်ရမှန်တခုပေါ်အခြေခံ၍ရေးသားတင်ဆက်ထားခြင်းဖြစ်ပါတယ် Channel လေးကို Subscribe လေးနှိပ်သွားပြီးတောင်းဆိုပါရစေဗျာအချိန်အပြင်လွန်ခဲ့သောအနှစ်80ခန့်ကဖြစ်ပါတယ်ပဲခူးတိုင်းနောက်ချမ်းတာယာဝတီခရိုင်တာယာအေးရွာကလေးမှာအေးချမ်းစွာတည်ရှိနေပါတယ်။စဘာပေါ်ရင်ဖြစ်တဲ့ဖြင့်ရွာအစိပ်ဘက်စီလေဝေးပြီးများမှာဆွေးဝါးရစဘာပင်များကညွန့်ကိုင်းလျက်ရှိနေကြပါတယ်။ထိုစဘာကင်းများအတွင်းတွင်စဘာရိတ်သူများမှာစဘာများရိတ်နေကြပါတယ်။စဘာရိတ်သူများတဲ့တွင်ဒေါ်ကြီးငွေလည်းပါဝင်ပါတယ်။ဒေါ်ကြီးငွေမှာအခင်းပိုက်ရှင်ဖြစ်တော်လဲကိုယ်တိုင်ကိုကြစဘာဝေရိတ်လေးရှိပါတယ်။ထိုစဉ်ဒေါ်ကြီးငွေတို့ရိတ်နေသည့်စဘာကင်းရဲ့အစွန်းတစ်ဖက်မှနွားကြောင်သားလေးတူမှာနွားတကောင်ကိုမောင်းချသွားပါတယ်။ထိုအဖြစ်ကိုမြင်နေခါစဘာရိတ်နေကြသည့်လူများမှာနွားကြောင်သားကလေးကိုကလော်ဆဲကြတော့ပါတယ်။ထိုတဲ့တွင်ဖားကြီးဖြိုးလည်းအပါဝင်ဖြစ်ပါတယ်။ဖားကြီးဖြိုးမှာဒဇင်းကိုထောင်ဟာနွားကြောင်သားလေးကလေးကိုပပဲ့နဲ့အော်ဆဲပါတယ်။ဒီနွားကြောင်သားကတော့ကွာတို့တွေဒီဘက်မှာစဘာရိတ်နေတာကိုမမြင်ဘူးလားမသိဘူး။ဟုတ်ပါရဲ့ကျုပ်လို့ရင်ကျုပ်အလွန်ဖြစ်တော့မယ်ဖားကြီးဖြိုးရဲ့ထိုခါလဲတဲ့သူထမင်းလာပို့ဒီခင်ထွေးကသူ့ဟာသူရှောက်သွားတာပဲဖားကြီးဖြိုးဘာဖြစ်လို့ကလော်ဆဲရတာလဲဟာတို့တွေစဘာရိတ်နေတာဟာစဘာခင်းထဲမှာအကောင်ရှိတွေကဝန်းနေတတ်တယ်သူကအဲ့ဒီဘက်ကနေရှောက်သွားတော့အဲ့ဒီအကောင်ရှိတွေကိုဒီဘက်ကိုမောင်းထုတ်လိုက်တယ်လို့ဖြစ်မသွားဘူးလားဟာဒီကောင်တွေဒီဘက်ကိုပြေးလိုက်ရင်တို့နဲ့တွေ့တော့မှာပေါ့ငါတော့စိတ်တော်ထိန်ထားလို့ဆဲရုံပဲဆဲတာဟဲ့စိတ်ကြည်တဲ့လူဆိုဒီနွားကြောင်သားကတော့မလွယ်ဘူးလဲလို့ဒီအတွေ့အကြုံမရှိသေးခင်တွေပါမျက်လုံးကလေးကလေးကလေးဖြစ်အကောင့်စီးဆိုတာဗာလဲဗတ်ကြီးဖြိုးတီကောင်လားနေမကြီးတော့တီကောင်ဟောရမှာလားခင်တွေမွေးကိုပြောတာမွေးဆိုရင်လည်းမွေးလို့ပြောဗတ်ကြီးဖြိုးအကောင့်စီးဆိုတော့ဘာကောင်မှမသိဟဲ့လဲထဲမှာမွေးကိုမွေးလို့မပြောရဘူးဟာမွေးလို့ပြောရင်မွေးကြိုက်ခန့်ရတတ်တယ်ဟဲ့မွေးလို့ပြောတာနဲ့မွေးကကြားနိုင်လို့လားဗတ်ကြီးဖြိုးရဲ့တဲခေတွေကတော့ငါလို့ရင်နာတော့မယ်မွေးကတော့သူ့နာမည်ခေါ်ရင်ကြားပါမလားဟာဒါရှေးလူကြီးတွေပြောခဲ့တာတော့ထမင်းပို့ရင်လည်းပြန်တော့ဟာမိမတွေများရှာဖို့ရှိရဗတ်ကြီးဖြိုးကပြတောက်နဲ့ပြောလိုက်ကစဘာဆက်ရိတ်နေပါတယ်စဘာရဲရဒီမှာလဲတတိကြီးထားနေရပါတယ်အเจ้าမှာမွေးကိုတက်တော်ကြောင်ဖြစ်ပါတယ်စဘာပေါ်ရင်ကြွကြသည်မွေများမှာစဘာခင်းနဲ့ကြသည်ကြွက်များကိုညဘက်တွင်လာရောက်ကဖမ်းဆီးစားတော့ကြပါတယ်စားတော့ပြီးတဲ့အခါတွင်ချက်ချင်းမပြန်ပဲစဘာခင်းထဲတွင်ဝင်းခုန်နေတတ်ပါတယ်အခြားဘွဲများမှာခဏကိုအနက်ရောင်ရှိတဲ့ဖြင့်စဘာခင်းထဲတွင်မြင်တွေ့ရလဲတော့လဲမွေဝေးမှာစဘာပင်များနဲ့အယောင်ချင်းဆင့်တူနေတဲ့ဖြင့်မြင်တွေ့ရန်ခန့်ခဲလှပါတယ်စဘာရဲ့ကြီးခါတွင်စဘာပင်များကိုလက်တစ်ဖက်ဖြင့်တင်းကျုံကန်ကရိတ်တင်ရသည်ဖြစ်ရာမွေဝေးခိုးနေပါကလက်နဲ့ကင်မိတတ်သည်မွေဝေးမှာအနေတော်လဲအသာထိလျင်လက်ဖြက်ကမမဲမြင်ရာကိုပေါက်တတ်သည့်အကျင့်ရှိပါတယ်ထို့ကြောင့်စဘာရဲလျင်မွေဝေးအနေနဲ့အထူးကြောက်ရပါတယ်မွေဝေးရဲ့ကြောင့်တည်ဆုံးခဲ့ရသည့်တောင်သူလေသမားကြီးများမှာမနှဲလှပေဗတ်ကြီးဖြိုးပြောရေးပင်မဆုံးသေးပေဒေါ်ကြီးဝင်မှာစဘာကင်းတနေရာမှလက်ဖြန့်ကထားအောင်လိုက်ပါတယ်ဗတ်ကြီးဖြိုးတို့စဘာရဲနေသူများမှာဒေါ်ကြီးဝင်ထံသို့ပြေးသွားကြပါတယ်ဟဲ့မငွေဘာဖြစ်တာလဲမွေကျုပ်မွေပေါက်ခဲ့ရပြီဒေါ်ကြီးဝေကလက်ဖွာကိုဖြန့်ပြလိုက်တယ်လက်ညှိုးနဲ့လက်မကြားနေရတွင်မွေးဆွဲရာကိုထင်းကနေမြင်ရပါတယ်ဘလို့ဖြစ်ရတာလဲမငွေဟာစဘာကိုလက်နဲ့ဆုပ်လိုက်ရင်မွေဝေးကိုဆုပ်မိသွားတာပဲကိုကြီးရေမွေဝေးကိုကြည့်လိုက်တဲ့အခါဒဇင်းချက်ထီ၍အမိပိုင်းများပြတ်နေပြီဖြစ်သည်စဘာရဲသူများကမွေဝေးကိုရိုက်တက်လိုက်ကြပါတယ်ဘာကြီးဖြုံးကမွေကိုင်းရကိုကြည့်ရင်လက်ကြားချီချာကိုမွေကိုင်းရင်ကုရခတ်တယ်တဲ့ဟာနေတော့ဒုက္ခပါပဲဟာဖះကျုပ်ကောင်းနေမူလာတဲ့အကူကြီးဟေးနေစိတ်ကိုအေးထားကြပါဒါတို့မငွေကိုမွေးစရာကိုကြံစီပို့ရအောင်အဲ့ဒါမှကြွားကြတာပဲဗတ်ကြီးဟာဦးကြိုင်ကအုတ်ကံဘက်ဆင်းသွားတယ်ဗျဒါဆိုရင်ဘယ်လိုလုပ်ကြမလဲကွာဒေါ်ကြီးဝင်းမှာနေရီများတက်ဆင်းလိုက်ရင်ကျုပ်တော့ကိုကျူးနေပြီထင်ပါတဲ့အကူကြီးရဲ့ဟာမငွေအားတင်းထားစမ်းပါဒီနာမမွေးလိုက်တာဘယ်သူစစ်သေးလဲလို့ငါတို့ကြည့်ပါဦးမယ်ထိုအခါတာတို့က
ရွာပြင်ကကန်စက်မှာရောပြန်စောပြန်အောက်လန်ဆရာကြီးဦးမြခင်ဆိုတာရှိတယ်ဗကြီးဖြိုးအောက်လန်ဆရာကြီးအကြောင်းပြောလိုက်တဲ့ဖြစ်ဗကြီးဖြိုးမှာတုံရင်မိသွားပါတယ်သို့တော်လည်းရွေးချယ်စရာမရှိတော့ပဲဒီမှာဖြစ်သူဒေါ်ချင်းဝေအသက်ရှင်ဖို့ရန်အတွက်အရေးကြီးဆုံးယူဆလိုက်တယ်အောက်လန်ဖြစ်အထက်လန်ဖြစ်မွေးတရားကိုကုသမှာဖြစ်တော့မယ်အေးကွာမတူတော့ပါဘူးအောက်လန်ဆရာတွေဗါတဲ့အသာထားမွေးနိုင်ဖို့ကအဓိကမဟုတ်လားကွာစပားရိတ်သူများမှာဒေါ်ချင်းဝေကိုထွေးပွေချီလျက်အောက်လန်ဆရာကြီးအိမ်တို့ပြေးလာခဲ့ကြပါတယ်ထိုခေတ်ထိုအခါကခေတ်မီမွေစင်းများအားနေနေသည့်အချိန်ဖြစ်ပါတယ်ဝေးလက်ခေါင်တိခြေတဲ့ဒေတာနီပြည်သူများမှာမွေစင်းကိုကုသပေးနိုင်ရင်မွေဆရာများကိုအားထားနေရတဲ့အချိန်ပဲဖြစ်ပါတယ်မွေဆရာများမှာမွေစင်းကိုညီမျိုးစုံဖြင့်ကုသကြပါတယ်ယခုတော့နမဲကြီးမွေဆရာမရှိတဲ့ဖြစ်အောက်လန်ဆရာကြီးစီကိုသာအားကိုး၍ပြေးလာခဲ့ကြပါတယ်ဦးမြခင်ဆိုသည့်အောက်လန်ဆရာကြီးမှာရွာစုံစီရေကန်ကလေးတကန်ကြီးအဆက်တွင်အိမ်ဆောက်ကနေထိုင်ပါတယ်ဦးမြခင်နေထိုင်သည့်ခြံဝန်းမှာလည်းတစ်ပင်ပေါင်းစုံပေါက်ရောက်လျက်တောင်ဟုတ်ကလေးတစ်ခုအဖြစ်နေပါတယ်ဦးမြခင်ကြီးခြံကိုခြံစည်းရိုးမကထားတော့လဲခြံအဝင်ဝတနေရာတွင်ခြံတကားလေးတစ်ခုကိုပြုတ်လုပ်ထားပါတယ်ရွာသားများမှာဦးမြခင်ကြီးခြံတကားအရှိသူရောက်သည့်အခါတို့ဆရာကြီးဦးမြခင်ရှိပါသလားထို့သို့အော်ဟစ်လိုက်သည့်အခါအိမ်ပေါ်မှာဦးမြခင်ဆင်းလာခဲ့ပါတယ်ဦးမြခင်မှာအသားခက်လက်ဖြစ်ကမျက်လုံးမျက်ဖန်ကောက်ကောက်နဲ့ဖြစ်ပါတယ်မျက်ကုံမေထူထူကြီးမှာပြော့တဲ့ကြီးနှက်ကောင်တင်ထားသည့်အလားမဲနှက်နေပါတယ်ပါးတွင်တော့မြေပဲစီခန့်ကြီးပါသည့်မဲ့နဲ့ကြီးတစ်လုံးရှိပါတယ်လူကောင်ခတ်တော်ဖြစ်ကရှမ်းကြီးအနက်ရှမ်းမောက်မီအနက်ကြီးကိုဟိုးစင်ထားသည်မို့ကြီးလိုက်ရုံနဲ့ပင်ခန့်ညာတကြီးတီရုပ်ရည်ရှိပါတယ်အေးဘာကိစ္စလဲကွာဒေါ်ကြီးငွေကိုပိုးထီလို့အဲ့ဒါဆရာကြီးကြည့်ပေးပါအောင်ဗျအေးဝင်ခဲ့ကြဦးမြခင်ပြောလိုက်တဲ့အခါခြံတကားမှာသူ့လိုခြာကနေလှဲ့ကပွင့်ထွက်သွားပါတယ်မင်းတို့ကခြံထဲဝင်ရင်ခြံတကားနေပဲဝင်တော့တခြားလမ်းကမဝင်နဲ့ရွာသားများမှာခြံစည်းရိုးမရှိသည့်ခြံတကားမှဝင်လာခဲ့ကြတယ်ဦးမြခင်မှာဒေါ်ကြီးငွေကိုအဲဟောက်တင်ခေထားသည့်ဝါကုပြစ်ပေါ်တွင်ချခိုင်းလိုက်ပါတယ်ရွာသားများကိုအိမ်မော်တို့တက်ခွင့်မပေးပေမှန်ကန်မွေးပေးနာခဲ့တာလေဒေါ်ကြီးငွေကမွေးကြိုက်တဲ့ရာကိုပြလိုက်ပါတယ်မွေးကြိုက်ထားသည့်အဆွေရဝင်းချင်းတွင်ညုံမဲဆွဲနေပြီဖြစ်ပါတယ်ခြေရလက်ကြမှာမွေးကြိုက်ရင်ကုရခတ်တဲ့တောင်ယုံမွေးဆရာဆိုရင်မကုဘူးတဲ့ဖားကြီးဖြိုးကဆရာကြီးကုသပေးနိုင်ပါသလားမွေးလာတော့ကျုပ်ကအပြော့ပါဗျဒါနဲ့ခင်ဗျားတို့လည်းစဘာဘလောက်ထွက်လဲတင်း40-50တော့ထွက်ပါတယ်ဆရာကြီးဒါဆိုရင်ကျုပ်ကိုအဖိုးကအဖြစ်စဘာဆက်တင်ပေးရမယ်မပေးရင်မကူရွာသားအချို့မှာအောက်တက်ဖြစ်သွားကြပါတယ်ဖားကြီးဖြိုးကခေါင်းကျင်းကလူအတက်ကစဘာထက်အရေးကြီးတာပဲဆရာကြီးရဲ့ကျုပ်တို့ပေးပါမယ်သွားဒါဖြင့်စဘာဆက်တင်သွားတိုက်ချီဗျာကျုပ်တို့ကဆရာကြီးကိုလိမ်မဲလူတွေလားဗျသူ့ကိုအရင်ကူပေးပါစဘာတွေကိုကျုပ်နေမကူပဲပေးပါမယ်ဆရာကြီးရဲ့ကျုပ်ကရော့ဘယ်လိုများရော့နဂါပဲဗျခင်ဗျာစဘာဆက်တင်အရင်ယူလာပေးဆယ်ရင်ပြင်းမှကျုပ်ကူမယ်မဟုတ်ရင်တော့ကျုပ်သူ့ကိုလုံးဝကူမှာမဟုတ်ဘူးဘာကြီးပြောမှာတာတို့တို့ကိုမှားရပါတယ်ဒါတို့ရင်ဒိုးလေတွင်ရင်းနေလို့ဆိုတော့ရေးပြီးသားလူတွေစီကနေစဘာဆက်တင်တော့ခြေပြင်းပြင်းယူခဲ့ကြစမ်းကွာဟုတ်ကဲ့ဘာကြီးပြောထိုအခါဦးမြခင်ကတာတို့ကိုကြည့်လိုက်ရင်မင်းတို့မြင်မြန်လောက်ပါတော့မင်းတို့နေဟောဒီလူနာမွေးစေးတွေတကူလုံးပြန့်ပြီးတည်သွားနိုင်တယ်ကွာဦးမြခင်ပြောတဲ့ဖြင့်တာတို့မှရွာတို့ဒုံဆိုင်ပြေးလာရပါတယ်ရွာသားများကိုအကျိုးအကြောင်းပြောပြပြီးစဘာဆက်တင်ယူကဦးမြခင်တို့အိမ်တို့ပြန်လာကြပါတယ်ရွာသားများမှာအချင်းချင်းရိုင်းပင်းကြတဲ့ဖြင့်စဘာဆက်တင်မှာတခဏနဲ့ပင်ပြည့်သွားပါတယ်ထိုအခါမှဦးမြခင်ကပြောင်းလိုက်ရင်အေးရပြီဒါဆိုရင်ငါလည်းပေါ့ကွာဦးမြခင်ကဝကိုးပြည့်အစွန်းနဲ့ရှိသည့်ဝါနီစားကလေးတစ်ခုကိုချိုးယူလိုက်ပါတယ်ထို့နောက်ထိုနီးစားကလေးကိုဒရွေးနဲ့ဆွတ်လိုက်ရင်မနှက်များကိုမန်းမှုတ်လေပါတယ်ပြီးသည့်အခါနှီးစားပြဒေါ်ကြီးငွေရင်မွေးကိုက်တန်ရာကိုထိုးနှက်လေပါတော့တယ်ဒေါ်ကြီးငွေမှာနာကျင်လှတဲ့ပြေအော်ဟစ်ညင်းညူးနေပါတယ်ဦးမြခင်ကခမရပါစက်ပိတ်တာစံဗျာဒီတော့နားမှာပေါ့ဗျာနှီးစားပြထိုးပြီးသည့်အချိန်တွင်မွေးဆွဲရအတွင်းမှာအနှဲ့ရောင်သွေးများကစီးကျလာပါတော့တယ်ဒေါ်ကြီးငွေပါစက်မှာလည်းအနှဲ့ရောင်အရင်များကိုတဝဝနဲ့အန်ချပြန်ပါတယ်မျက်စိတမိတ်အတွင်းမှာပင်ဒေါ်ကြီးငွေမျက်နှာမှာပြန်လန်းဆန်းလာပါတော့တယ်ကဲရပြီသွားတော့
ဘာကြီးဖြူမှာစိုးရင်တကြီးဖြင့်ဒီလောက်နဲ့ရရလာဆရာကြီးရဲ့ဦးမြခင်မှာဒေါသထွက်သွားပြီးဒီမှာဟဲ့လို့ကျုံနာမည်မြခင်ဒီမှာဟဲ့လို့ကျုံနာမည်မြခင်မြခင်ကအပူစကားမပြောဘူးကျုပ်ရပြီဆိုရင်ရပြီကျုပ်ပြက်ဆိုရင်ပြက်ဟုတ်ပြီလားဘာကြီးဖြူတို့လူတစုမှာဦးမြခင်ကိုကြောက်နဲ့ပြန်လာခဲ့ရပါတယ်ဦးမြခင်ပြောတဲ့အတိုင်းပဲဒေါ်ကြီးဝင်မှာပကတိအတိုင်းပြန်လဲကောင်းမွန်သွားပါတော့တယ်ရွာအတွင်းမှာလူများပါဦးမြခင်ရဲ့အစွမ်းကိုအမျိုးမျိုးပြောဆိုကြကုန်ပါတယ်ထိုတဲ့တွင်တာတို့လည်းပါဝင်ပါတယ်တာတို့မှာဦးမြခင်ကိုကြောက်ရင်တော့လဲဦးမြခင်၏အစွမ်းစများကိုလေးစားနေသူဖြစ်ပါတယ်ထိုင်းရဝိုင်းတွင်ကာလတာများကဦးမြခင်အကြောင်းကိုပြောဆိုနေကြပါတယ်အဲ့ဒီဦးမြခင်ကြီးကတော့ကြောက်ဖို့ကောင်းလိုက်တာဟဲ့ထိုကတာတို့ကကြောက်ဖို့ကောင်းတာမဟုတ်ပါဘူးကွာအဲ့ဒါအစွမ်းကွာစွမ်းတာမင်းတို့ပဲစဉ်းစားကြည့်ကွာမွေးကားတာကိုနှီးစားကလေးချိုးပြီးတစ်ချက်တည်းထိုးလိုက်တာနဲ့ပြန်ကောင်းသွားတာကွာမွေးစရာဦးချိတ်ဆိုရင်ပွဲတွေပါထိုးရတယ်တိမ်ဝင်တပိတ်ကွဲတို့ရေလုံးဦးကွဲတို့မှာအင်းတွေပါချပြီးအတော့ကိုကူးယူရတာကွာဒါပေမဲ့စပားစစ်တွေယူလာတော့မကောင်းပါဘူးကွာတို့ရသားတွေအခြေအနေကိုလည်းသူသိရတာနဲ့ဟာဒါကတော့တန်ရတန်ကြီးပေါ့ကွာတကယ်ဆိုရင်လူအသက်တစ်ချောင်းကိုခဲ့တာစပားစစ်တွေမဲ့တောင်းတာနဲတော့နဲပါသေးတယ်ကွာဟဲ့ကောင်သားတို့မင်းကဦးမြခင်ဘက်ကကာစီပြောနေအောင်မင်းကသူ့တပည့်မို့လို့လားကွာကာလာတာတူကထမီလေတယ်သားတို့ကအတီပေါင်းကြီးနဲ့သူ့တပည့်တော့မဟုတ်ပါဘူးကွာဒါပေမဲ့ငါသူ့တပည့်ဖြစ်ကျင်သားကွာအောင်မလေးသားတို့အောက်လန်ဆိုတာကောင်းတဲ့ပညာရမမဟုတ်တာကွာဘာတပည့်ခက်ရတာလဲအကြောင်းရှိတယ်ငါကောင်တို့မင်းတို့ရဲ့စဉ်းစားကြည့်ကွာသူ့စီကငွေစိတ်ကူးတဲ့ပညာတစ်ခုပဲရကြည့်စမ်းပါတလုံးဘာလုံးမပေးမလုံးစရာမလိုပဲမွေးစိတ်ကူးပြီးတော့ဆရာဆိုပြီးအခက်ငါထိုင်စားလို့ရတယ်ကွာမွေးစရာဦးကြိုက်ဆိုတာလဲအသက်ကြီးနေပြီမဟုတ်လားတနေ့သူ့တည်သွားရင်ငါကမွေးစရာဖြစ်ပြီပေါ့ကွာမင်းကတော့တော်လာတဲ့ကောင်ပဲသားတို့ဦးမြခင်အကြောင်းမင်းဘယ်လောက်သိလို့လဲကွာသူ့ချင်းကြီးတွေကအပင်တိုင်းမှာတရေကြီးတွေဝေးထားတာမနေဘူးကွာသူ့ရဲ့နောက်ဘက်ကကန်ထဲမှာလဲစင်လောက်ရည်စီတဲ့ရေတရေကြီးတွေကောင်မွေးထားတယ်ဆိုပဲကွာမင်းတို့ကဟုတ်လို့လားကွာဟုတ်ပါတယ်ဆိုနေပါကွာမင်းတော့ကြောင့်သာဖိုးခွေးသိတယ်မဟုတ်လားကွာဖိုးခွေးကတညနေတော့နွားတွေတင်ရင်အထီးကန်ကြီးတဲ့ခြေစည်းတာတဲ့ဟဲ့အဲ့ဒီမှာကန်ရင်းကနေစင်လောက်စီရေတရေကြီးထွက်ပါလေရောတဲ့ကွာသူ့အသားရည်ကစင်ကြီးလိုပဲပျော်ချောကြီးတယ်ကွာအမွှေးချမ်းကြီးတွေကလည်းဟိုတဲ့ပင်ဒီတဲ့ပင်နဲ့အတော့ရုပ်ဆူဆိုပဲဦးမြခင်ကတားလိုက်တော့မှတဲကြီးကရက်သွားတာတဲ့ကွာဖိုးခွေးလဲနော်မကြောင်ရဲတာအခုဒီပဲသားတို့ဒါရင်ဘယ်ကမလဲကွာတခိုးတက်ခန့်လဲသူ့ချက်တွေကတဲကြီးလို့တာခံရဘူးတဲ့တက်ခန့်ကခြေစောလက်စောစီတဲ့လူမဟုတ်လားကွာခိုးစရာမရှိရင်သူ့ရုပ်ခမထမိတ်ဘက်ခိုးတဲ့ကောင်လေဒီကောင်ကချန်စီယိုးကမထားတဲ့ဦးမြခင်ချန်ကိုမျက်စိကျသွားတယ်ဆိုပဲကွာဒါနဲ့ချန်ကိုပတ်ပြီးခိုးဝင်တာတစ်ပြိုကမမဲအကောင်ကြီးတွေခုန်ချပြီးလိုက်လို့အသက်လူပြေးလာခဲ့ရတယ်ကွာဟုတ်တယ်သားတို့ဒီလူကြီးက၆ဖို့ကောင်းတယ်ကွာမင်းတို့တပည့်မလုပ်သင့်ဘူးကွာအလဲက၆ဝင်နေတာပါကွာဖိုးခွေးကတရေတိတ်ကြောက်တတ်တဲ့ကောင်ကွာညဘက်ဆိုအိမ်မော်ကနေအိမ်ရောက်တော့ဆင်းရဲတာမဟုတ်ဘူးတက်ခိုင်ကငမူးသူကသူမူပြီးမြင်နေတာနေမှာပေါ့ကွာအေးဒါမရရင်လည်းလုပ်ဖို့ကွာမင်းအောင်နဲ့ဆရာဖြစ်ရင်သာဒိုးကိုမလုံးနဲ့ဟုတ်ပြီလားဒါတော့မှဦးမြခင်ကိုချင်းခဲ့ရတယ်ဦးမြခင်ကလည်းတပည့်မရှိပဲတယောက်တည်းနေသူဖြစ်တယ်မို့ဒါတို့ကိုတပည့်ဖြစ်လက်ခံလိုက်ပါတယ်ဒါတို့မှထိုနောက်ပိုင်းတွင်လဲရဆိုင်ကိုပြမလို့တော့ပဲဦးမြခင်အနောက်သို့အချိန်ပြေးလိုက်ကပညာသင်ယူပါတယ်တခါတလေဆရာတပည့်နှစ်ယောက်ကဝေးရုံနဲ့ကြီးများကိုဝတ်ဆင်၍ရွာထဲသို့ထွက်ကအော်ဟဲ့နေတတ်ပါတယ်ဦးမြခင်ကိုရွာသားများကမဆန်းတော့ရဲကြတော့လဲဒါတို့ကတော့အဆန်းတော့နေရှိကြပါတယ်တရက်တွင်ဒါတို့မှဝေးရုံနဲ့ကြီးကိုဝတ်ဆင်ကရွာလန်းအတိုင်းလမ်းလျှောက်လာခဲ့ပါတယ်ဒါတို့အဖြစ်ကိုတွေးတဲ့အခါအများစုကရေးကြဲလုပ်ရပါတယ်ဒါတို့မှဦးမြခင်တဲ့ပေါကယူကပေါ်ဖြစ်သွားသည်ကိုထင်မြင်ကြပါတယ်ကာလာသားများကတော့ဒါတို့စမ်းတော့လှောင်မြုံကြပါတယ်ဟဲ့ဒါတို့မင်းကဝေးရုံကြီးတကားကားနဲ့မင်းကိုခွေးလိုက်ဆွဲမှမကြောက်ဘူးလားကွာဟုတ်ပါကွာမင်းအောင်လည်သွားတဲ့တာဝေးရုံလွှင့်တဲ့ပညာတော့တက်လာတယ်ကွာဒါတို့မှကာလာသားများကိုကြည့်ရင်တောက်တစ်ချက်ခောက်လိုက်ပါတယ်မင်းတို့ကောင်းနေငါအကြောင်းသိကြတာပေါ့ကွာဒါတို့မှကောက်ယူမြင့်ကလေးများကိုကောက်ယူလိုက်ကကာလာသားများအရှိသူပစ်ချလိုက်ပါတယ်တို့ကောက်ယူမြင့်ကလေးများမှာ
မွေများဖြစ်သူချိတ်ချင်းပြောင်းလဲသွားပြီးကာလာသားများအနောက်သို့ပြေးလိုက်လျာကာလာသားများမှာခစင်လျာနဲ့ထွက်ပြေးကြရပါတယ်ဒါတော့ကကာလာသားများကိုကြည့်ရင်ဒါဟာနဲ့ဦးလိုက်တဲလိုက်ရီမောနေပါတော့တယ်ထို့နောက်ပိုင်းမှာစားပြီးဒါတို့ကိုလူများကအထင်မသေးရတော့ပါ30အပိုင်းမြားစိန်တောင်ညိုဖျားပွဲမှာအလွန်စီကားလှပါတယ်ဒါယာဝတီနဲ့မှလူများပင်လဲရဲကြီးများဝိုင်းဖွဲ့ကတွားရောက်ကြပါတယ်ထိုတဲ့တွင်ဒါတို့လည်းပါဝင်ပါတယ်ဒါတို့မှာကာလာသားများနဲ့ဝဲစိတ်တို့အတူတူလိုက်လာခဲ့ကြပါတယ်ပွဲခင်းတဲ့တွင်ပွဲများကလည်းစုံလင်လာပါတယ်ဆောက်ဖွဲ့များသာမကဆက်ကပ်ပြဝဲမွေပြဝဲများအပြင်မျက်လှည့်ပြဝဲများလည်းပါဝင်တတ်တယ်ယခုနှစ်တွင်ဘကိုးတခွင်တွေနာမည်ကြီးကြီးမျက်လှည့်ဆရာမှာစောနှန်းကျင်ကြီးမျက်လှည့်ပြဝဲမှာလည်းပါဝင်ပြသပါတယ်ပြဇက်ခုံကြီးတိဆောက်တလို့ပဲစောနှန်းကြည်ကြီးမျက်လှည့်ယုံကြီးမှာလည်းကြီးမားလာပါတယ်ထရံဝကတ်များနဲ့မိုးလုံလေးလုံးဆောက်တာဒီပွဲယုံဖြစ်ပါတယ်ယုံကြီးရဲ့အရှိတွင်လည်းစောနှန်းကြည်ကြီးထူးဆန်းသည့်ပြကွက်စံများကိုဓာတ်ပုံများပကြီးပုံများရေးဆွဲကပြသထားပါတယ်လူစင်စစ်ကိုခေါက်ပြပြသည့်ပြကွက်များအယိုးကြောက်ကြီးကိုအသက်သွင်းသည့်ပြကွက်များကိုရေးဆွဲပြထားတတ်ဖြစ်ဒါတို့တည်းအောင်အလို့စိတ်ဝင်စားနေမိပါတယ်ဟက်ကောင်ဒါတို့ဟိုမှာဇက်ပွဲစားတော့မယ်ကွာမြင်မြင်လားငါစမ်းမကြည့်ချင်ဘူးကွာတို့တွေမြင်လဲပွဲဝင်ကြည့်အောင်ငါတို့ကမြင်လဲမကြည့်ချင်ဘူးကွာဇက်ပဲကြည့်ချင်တာဒါဆိုရင်မင်းတို့တောင်းတယ်ကွာမြင်လဲပွဲကတိတ်မကြဘူးဆိုတော့ငါဒီကကြည့်ပြီးရင်ပွဲကင်းတဲ့ကိုကူလာခဲ့မယ်ဒါတော့မှတငယ်ချင်းများကိုလွတ်လိုက်တာရုံဝင်ကြီးပေး၍မြင်းလဲပွဲကိုဝင်ကြည့်ပါတယ်ဒါတော့ဝင်ရောက်သည့်အချိန်တွင်ရုံအတွင်းတွင်လူပြေးနေပြီဖြစ်ပါတယ်မြင်းလဲဆရာမစောနှန်းကြီးကမြင်းလဲပြကွက်များကိုစတင်ပြသနေပြီဖြစ်ပါတယ်စောနှန်းကြီးမှာအသားပြူဘိုးရဲ့ကိုလုံးကိုပေါလှလှနဲ့ဖြစ်ပါတယ်အုတ်ထုပ်တွင်မှာရုံကလေးများခိုငှက်ကလေးများကိုထုတ်ပြခြင်းစက်ကူစားကလေးများကိုဝါးစားလိုက်ပြီးပြန်လဲထွေးထုတ်လိုက်သည့်အခါပန်းမှုကလေးများဖြစ်နေခြင်းအစားစီပြကွက်များကိုပြသလေရာပရိသတ်ကတခဲနဲ့အားပေးကြပါတယ်ဒါတို့မှလည်းမြင်းလဲပြကွက်များကိုကြည့်ကကျင့်နဲ့နေမိပါတယ်ပြကွက်ကလေးများကိုအတော်အတန်ပြသပြီးသည့်အခါပြကွက်တစ်ခုကိုပြသရဲပြင်ဆင်ကြပါတယ်ထိုပြကွက်မှာအယိုးကြောက်ကိုအသက်သွင်းသည့်ပြကွက်ဖြစ်ပါတယ်မြင်းလဲဖွဲ့သားများမှာတစ်တကြီးတစ်လုံးကိုဆွဲယူလာခဲ့ကြပါတယ်ထိုတစ်တကြီးကိုဖွင့်လိုက်သည့်အခါအတွင်းတွင်အယိုးစုကြီးတစ်ခုလုံးမှာပုံလျက်သာလဲကျနေပါတယ်စောနှန်းကြီးကအယိုးစုကိုလက်ညှိုးထိုးပြပြီးတော့ဟောဒီအယိုးစုကနည်းနည်းရအယိုးစုမဟုတ်ဘူးရှင့်လူတွေအများကြီးတက်ခဲ့တယ်လူမိုက်ကြီးတယောက်ရဲ့အယိုးစုပဲထိုအယိုးစုထဲမှာလူမိုက်ကြီးရဲ့ဝိညာဉ်ကဆွဲကပ်နေတယ်ဟောဒီအယိုးစုကိုအသက်သွင်းပြမယ်စောနှန်းကြီးမှာအယိုးစုကိုအောက်လံပညာဖြင့်စီရင်ထားခြင်းဖြစ်ပါတယ်မြက်လက်သမားတို့၏ထုံးစံအတိုင်းဟန်ပန်မူရများပြုလုပ်ကအယိုးစုကြီးကိုအသက်သွင်းလိုက်ပါတယ်ကဲအယိုးစုရေထားလိုက်စမ်းမင်းအသက်ဝင်လိုက်စမ်းစောနှန်းကြီးမှာအတန်ကိုဟေ့အမိတ်ပေးလိုက်သည်တို့သောအယိုးစုမှာထားမလာပဲပရိသတ်များရှင်းမောက်တွင်စောနှန်းကြီးမှာမျက်နှာတစ်ချက်ပြတ်သွားခဲ့ပါတယ်အောင်မဒီမိဘကသူ့ရဲ့မသက်ခေါပညာနဲ့များလူတွေကိုလှည့်စားခြင်းနေတယ်ဟဲ့ကောင်မင်းကငါဖမ်းတယ်လာခဲ့စမ်းဒါတို့ကအယိုးစုကိုကြည့်ကလက်ပြဖမ်းဆုပ်လိုက်သည့်ဟန်ပြုလုပ်လိုက်ပါတယ်ထိုကစောနှန်းကြီးမွေးထားသည့်တရေမှာဒါတို့၏ဖမ်းချုပ်ခြင်းကိုခံလိုက်ရပါတယ်စောနှန်းကြီးမှာအတွေ့အကြုံများသူပြီးရီကြဲကြဲပြုလုပ်လိုက်ပြီးအယိုးစုကလူတွေများနေလို့ရှက်နေပုံရတယ်ပရိသတ်များကတောနဲ့ရီမောကြပါတယ်စောနှန်းကြီးမှာအယိုးစုကိုနောက်ကျင်အသက်သွင်းပါတယ်အယိုးစုမှာမထားပြီးလေးကားချိန်ခန့်အသက်သွင်းသည့်တိုင်အယိုးစုမှာဂျိန်တက်နေသဖြင့်စောနှန်းကြီးမှာပြရခတ်နေပြီဖြစ်ပါတယ်ထို့နောက်ပရိသတ်များဘက်သို့လှည့်လိုက်ကပရိသတ်တွေထဲမှာပညာတတ်တဲ့ပညာသည်တွေများပါခဲ့ရင်ကျမတို့ကိုမနှောက်ယှက်ဖို့မေတ္တာရက်ခံပါရစေစောနှန်းကြီးတောင်းပန်သဖြင့်သားတို့ကသူဖမ်းထားသည့်တရားကိုလွှတ်ပေးလိုက်ပါတယ်ထိုအခါမှာအယိုးစုမှာအသက်သွင်းရပါတော့တယ်တစ်တာအတွင်းခွေနေသည့်အယိုးစုကြီးမှာတစ်တာအတွင်းမှာတဖြည်းဖြည်းခုန်ထလာပါတော့တယ်အသက်ဝင်နေသည့်အယိုးစုကြီးမှာလမ်းဆောင်လာကစောနှန်းကြီးနဘေးတွင်ဝင်ရက်ပါတယ်စောနှန်းကြီးမှာကျိန်ကွင်းများဖြင့်အယိုးစုကြီး၏ကိုပပလက်လဲကိုပုတ်တိုက်ပြကကျိုးဆွဲယူရခြင်းမရှိကြောင်းရှင်းလင်းပြသနေပါတယ်စောနှန်းကြီးမှာလူမိုက်ကြီးအယိုးစုဆိုအားတိုင်းကစားပြရင်စီခိုင်းပါတယ်သို့တော့တာတို့ကအယိုးစုကိုကားခုံရအမိတ်ပေးလိုက်တဲ့ဖြစ်အယိုးစုမှာကိုယ်ရည်အောင်ကပြနေပါတော့တယ်စင်စစ်အပြင်တာတို့၏အောက်နယ်ပညာရဲမှာစောနှန်းကြီးပညာရဲထက်ပိုမိုမြင့်မာတဲ့ဖြစ်စောနှန်းကြီးကသူမွေးထားသည့်တရေကိုမထိချုံနိုင်ခြင်းဖြစ်ပါတယ်တာတို့မှာစောနှန်းကြီးပြကွက်များကိုအမျိုးမျိုးနှောက်ယှက်ပြုလုပ်ပါတယ်စောနှန်းကြီးမှာနောက်ဆုံးမဟန်လာတဲ့ဖြစ်ပြကွက်များကိုအဖြစ်သာပြလိုက်ရပြီးအချိန်မရှိပဲမြင်းလဲပြပွဲကိုရပ်နာလိုက်ပါတော့တယ်ရုံးတွင်းမှာပွဲကြီးပရိသတ်များမှာ
စောတဲ့ကြီးကိုဝေဖန်ပြောဆိုတာထောက်ခံနေကြပါတယ်။ဒါတို့လည်းရုပ်ပြင်တို့ထွက်လာခဲ့လိုက်ပါတယ်။ထိုကစောတဲ့ကြီးကဒါတို့၏အရှိတွင်ပိတ်ရက်လိုက်ပါတယ်။ငါ့ကိုနောက်ဆက်တာနေမဟုတ်လား။အောင်မယ်ခင်ဗျားကအကျုံးလုံးမှန်တော့သိရပေါ့ဟုတ်လား။ပညာတဲ့ချင်းချင်းတွေပဲဒီလုံးလေးမှန်ကသိပြီးသားပါ။ဒါပေမဲ့လူပုံလေးမှာပွဲမကျန်းချင်းလို့နေကိုငါတောင်းပန်ခဲ့တယ်။ဒါတော့နေကဘာဖြစ်လို့ကြပြက်ကရဲ့လောက်ရတာလဲ။ဘာဖြစ်လဲဗျာကျုပ်ပြောလို့ကြောက်လို့တာဘာဖြစ်လဲ။နေမျိုးလဲဆိုရင်ငါတို့ထမင်းကို꿰ပြီးဟဲ့ကြံရင်းကြားတွေငါဘယ်လိုဆက်ပြရမလဲ။ဒါကခမရတို့ကိစ္စတွေဗျာကျုံနဲ့မဆိုင်တာ။ဒါတို့ကထပ်သွားရင်ပြင်ဆင်လိုက်ပါတယ်။ထိုကစောနေကြီးကဒါတို့၏လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်ရင်ငါတို့ထမင်းကိုခွဲတဲ့ကနေကုံကအလွတ်မပေးဘူးဟဲ့။စောနေကြီးကပြိုးပြိုးဆွဆွနဲ့အင်းတကောကိုဒါတို့၏ရင်ဘတ်တွေဖက်ကနေကတ်ထဲလိုက်ပါတယ်။ဒါတို့ကအင်းကထိမှန်သည့်အခါရင်ဘတ်ကိုမီးစားနဲ့အထိုးခံရသည်နဲ့အလုံးနာကျင်စွာခံစားရပြီးပွဲခင်းတဲ့အတွင်းအယူကြီးတယောက်ကဲ့သို့ပြေးလာနေလေတော့တယ်။ပွဲခင်းရဲ့အတွင်းမှာလူများဆိုင်ပြားကိုဝင်တိုက်ဟာရွာစီသို့ပြန်ပြေးရပါတော့တယ်။ခြေလင်ပြင်းခဲ့ရတဲ့ဖြင့်နောက်တနေ့မနက်လင်းအားကြီးသည့်အချိန်မှာရွာသို့ပြန်ရောက်လာခဲ့ပါတယ်။ဆရာပြည်သူဦးမြခင်၏အိမ်သို့တက်တက်မတ်မတ်ရောက်သွားပါတယ်။အမောတကောနှင့်ပြေးလာသည့်ဒါတို့ကိုကြည့်ကဦးမြခင်မှာထူးဆန်းနေမိပါတယ်။ဟက်ကောင်သားတို့ဘလို့ဖြစ်တာလဲကွာမင်းကိုဘယ်သူကတမလိုက်ပြန်ပြီလဲ။ဒါတို့မှဘာမှမပြောနိုင်တဲ့ဖြင့်ရင်ဘတ်ကိုဖွင့်ပြလိုက်ပါတယ်။အင်ကတ်ခံထားရသည့်နေရာတွင်မီးလောက်တန်ရာကဲ့သို့ဒဏ်ရာကြီးတစ်ခုဖြစ်ပေါ်နေသည်ကိုတွေ့ရပါတယ်။ဦးမြခင်ကထိုဒဏ်ရာကိုလက်နဲ့တွေးကြည့်လိုက်ုံနဲ့အခြားအောက်လက်ဆရာတို့ရဲ့လက်ချက်ဖြစ်မှန်းသိလိုက်ရပါတယ်။မင်းကိုဘယ်လိုလုပ်လိုက်တာလဲဒါတို့ညစိန်တောင်ညိုဖျားပွဲမှာမြင်းလေးဆရာမှာစောနှန်းကြီးရဲ့ပြကွက်ကိုကျုပ်နောက်ပြောက်မိပါတယ်ဆရာကြီးအဲ့ဒါစောနှန်းကြီးကကျုပ်ရင်ဘတ်ကိုအင်းနဲ့ကတ်ထည့်လိုက်တာပါ။ထီဟာကတော့တီးချင်နေပြီနဲ့တူတယ်။ငါနဲ့တွေးကြသေးတာပေါ့ကွာ။ဟဲ့ကောင်သားတို့မဲခွေးချက်ရင်ကားနဲ့လိုက်ခဲ့။ဆရာကြီးကဘေးတော်မလို့လဲဗျ။ညစိတောင်ညိုကိုတွားပြီးမင်းကိုလှုပ်ထည့်လိုက်တဲ့အဲ့ဒီစောနှန်းကြီးဆိုတဲ့ကောင်မကိုတွားတယ်မလို့ပေါ့ကွာ။ဆရာကြီးရဲ့ကျုပ်တော်မောနေပါပြီ။ခဏတော့အမောဖြစ်ပြရစီအောင်။လာစမ်းပါကွာမင်းကလည်းဦးမြခင်မှာအရှိမမြဲမြဲဆက်ဆက်ပင်ထောက်ခွာသွားပါတော့တယ်။တွားရင်နဲ့တောအုပ်ကလေးတစ်ခုအတွင်သို့ရောက်သေးကဦးမြခင်ကမီးသွေးတုံးကဲ့သို့မဲနဲ့နေကြီးအတုံးကလေးနှစ်တုံးကိုမီးပေါ်ပစ်ချလိုက်ပါတယ်။မီးပေါ်သို့ရောက်သည့်နှင့်ထိုအတုံးကလေးနှစ်တုံးမှာမီးကိုလုံးများအဖြစ်သို့ပြောင်းလဲသွားပြီးမီးကိုများအကြားမှာမဲနဲ့နေတဲ့တရေကြီးနှစ်ကောင်ထွက်လာပါတယ်။ဟဲ့ကောင်နေငါတို့ကိုမြတ်စိန်တောင်ညိုကိုလိုက်ဖို့ဆန်ကွာ။ဦးမြခင်ပြောလိုက်တဲ့အခါထိုတရေကြီးနှစ်ကောင်မှာတစ်ဖက်လက်ကကြောကုန်းကိုကုန်းပေးပါတယ်။ဦးမြခင်ကတရေကြီးတစ်ကောင်ကြီးကြောဘတ်သို့တက်ကဂုံးပိုးစီးလိုက်ပါတယ်။ဟဲ့ကောင်သားတို့မင်းလက်တက်လေကွာ။ဒါတို့မှလည်းတရေကြီးကြောကုန်းပေါ်သို့ခုန်တက်လိုက်ကတရေကြီးလက်ဘေးကိုလက်နှစ်ဖက်ပြဖတ်ထားလိုက်ပါတယ်။ဒါတို့ဆရာတစ်ပည့်တက်ပြီးသည်နှင့်တရေကြီးနှစ်ကောင်မှာတောက်ထိုးပြေးလေတော့တယ်။တရေကြီးများမှာအလုံးမြင့်ဆန်လာတဲ့ပြေပြုတ်ကျမသွားစေရန်မနှဲဖတ်တွေ့ထားရပါတယ်။နဘေးပေါင်းခြင်းကိုရိတ်ခနေသာမြင်ရပါတယ်။ရိုးပြက်များထောက်ထားနေသည့်လေကွင်းပင်များတောအုပ်ခင်းထဲများကိုဖျက်ကျော်၍ပြေးသည့်အခါနောက်ဆုံးပွဲငင်းကြီးစီသို့ရောက်လာခဲ့ပါတယ်။ဒါတို့မှာရွာသူရောက်အောင်နေ့တစ်ပိုင်းခန့်လမ်းဆောင်ရတော့လဲ TSCB လာသည့်အခါတနအီတတပင်ကြာမီဟုမထင်ရပါ။ညပိုင်းတွင်စီကားခဲ့သည့်ပွဲစည်းတန်းကြီးမှာနနက်ပိုင်းတွင်တိတ်ဆိတ်နေလေတော့တယ်။ပွဲကြကြသည့်ရွာသားများမှာပွဲခင်းကြီးတစ်ပေတွင်လှဲဝမ်းကြီးများခင်းကအိတ်ဆက်နေကြပါတယ်။ဦးမြခင်ကမြင်းလက်ရုပ်စီသို့ရှောက်လာခဲ့ပါတယ်။ဟဲ့စောနှင်းကြီးဆိုတဲ့ကောင်ကအပြင်ကိုထွက်ခဲ့။ဦးမြခင်ကမြင်းလက်ရုပ်အပြင်ဘက်မှာအော်ဟစ်လိုက်ပါတယ်။အောင်မဲရှင်တတိရှိရဝင်လာခဲ့စမ်းပါ။ဦးမြခင်ကမြင်းလက်ရုပ်အတွင်းသို့ဝင်ရန်ကြိုးစားပါတယ်။စောနှင်းကြီးမှာအောက်နယ်ပညာဖြင့်မြင်းလက်ရုပ်အတွင်းသို့မြေသူမမဝင်နိုင်ရန်စီရန်ထားလိုက်ပါတယ်။ဦးမြခင်ကထိုးစီရင်များကိုဖြတ်ပြီးမြင်းလက်ရုပ်ထဲသို့ဝင်လာခဲ့ပါတယ်။စောနှင်းကြီးမှာမြင်းလေးရုံလဲတွင်ခါထောက်ကမတက်ရဲနေပါတယ်။ဒါတို့ကိုကြည့်ပြီးအော်ရှင်ကစင်းစရာကိုခေါ်လာတယ်ပေါ့။အဖိုးတွေပြောမနေနဲ့ခေါမနေကားတစ်ဘက်ကိုထိုင်ရှိကိုပြီးတောင်းဝစမ်းမဟုတ်ရင်တော့နေအရှင်လက်လက်ဖင်ပုတ်ပြီးတည်အောင်မယ်။အောင်မရှင်းတစ်ဘက်ကကျုပ်မြင်းလေးပြတဲ့ပွဲကိုပြက်အောင်အရင်လောက်တာမဟုတ်လား။နောက်ဆိုရင်သူများကိစ္စမှာဝင်းမဆုပ်ကိုရှင်းတစ်ဘက်ကိုတင်ပေးထားစမ်းပါ။ဦးရောက်ခင်နဲ့စောနှန်းကြီးတို့ကအောက်နယ်ပညာများဖြင့်တရားကိုတရားတိုက်ခိုက်ကြပါတယ်။ထို့သူတိုက်ခိုက်ကြရင်တုတ်ရှိခံရောက်တဲ့စောနှန်းကြီးမှာဦးမြခင်ကိုမနိုင်မှန်းသိသွားပါတယ်။ဟဲ့ကောင်ကနေငါတစ်ပည့်ကိုအခုတောင်းပွဲမယ်ဆိုရင်မိသေးတယ်နော်။စောနှန်းကြီးကခါထောက်ရင်ဝေးသေးရှင်တစ်ပည့်ကိုကျုပ်သိရင်တော့မတောင်းမနိုင်ဘူး။စောနှန်းကြီးမှာပ
ပြောဆိုပြီးမင်းလေးရုံအနောက်ဘက်ထွက်ပြေးသွားပါတော့တယ်။ဦးမြခင်နဲ့သားတို့မှမင်းလေးရုံအနောက်ဘက်သို့ရောက်သည့်အခါစောနေကြီးကဆက်ပိန်တစည်းကိုနင်းလျက်ခတ်ဝေးသို့ရောက်သွားပြီဖြစ်ပါတယ်။သားတို့မှပြေးလိုက်ရင်ပြင်တစ်ပြေဦးမြခင်ကလိုက်မနေပါနဲ့တော့သားတို့ရတို့တွေပြန်ကြစို့ခေါဆရာကြီးဟိုမိမပြေးပြီးမဟုတ်လားဗျပြေးစမ်းပါစေကွာမိုးဆိုးမြေဆုံးပြေးစမ်းပါဒီကောင်မငါလက်ကမလွတ်ပါဘူးကွာဒါနဲ့ပြန်တော့မှလားဆရာကြီးပြန်တော့မပြန်ဘူးကွာရတော့ရောက်ခိုင်းပွဲစည်းလိုက်ကြမယ်ကွာပွဲပြီးမှတို့ရောက်ကိုပြန်မယ်ဆရာကြီးကပွဲတော့လေချင်တယ်လက်ထဲမှာလည်းပတ်စံတပြားမှမပါဘဲနဲ့ဗျာဒါတို့ကမင်းတို့တော့တုံးတာပဲငါးစီမှာပညာတွေရှိတယ်ကွာပညာဆွေဦးလူမခိုးတဲ့ပညာရှိနေတယ်မင်းထမင်းမငတ်ဘူးကွာဦးမြခင်ကပွဲစည်းတဲ့ကြီးနဲ့ခက်လက်လက်နဲ့ရှိနေသည်ကောက်ကုတ်ပင်ကြီးတစ်ပင်အောင်တဲ့တင်မလေးခွေချဲကအခန့်သားထိုင်နေပါတယ်ဒါတို့ကဆရာဖြစ်သူနဘေးတင်ကြွကြွကလေးထိုင်နေလိုက်ပါတယ်မကြခင်စကလေးချတာဒီလဲဝါကြီးတစ်ခုမှရွာသားများကရုပ်စုဖြစ်နေကြပါတယ်ဖျားပွဲစည်းစီအချင်းတွင်ဝေးလက်ခေါင်များသည့်ရွာများမှာရွာသားများမှာလဲချောက်စီခုနှစ်စီခန့်တိုက်ကပွဲလာကြည့်ကြပါတယ်နေကပိုင်းတွင်အရေးကောင်းသည့်နေရာတွင်လဲဝါကြီးများခင်ကအနားယူနေခြင်းဖြစ်ပါတယ်ထိုလူများမှာအော်ဟင်းငွေကိုလည်းကြီးကဲတောင်မောင်လိုက်ရှာနေကြပါတယ်လူတို့ကအနားသို့ရောက်လာသည့်အခါဦးမြခင်ကဘာဖြစ်ကြတာလဲကွာစူးစူးညံ့ညံ့နဲ့ပွဲလာကြည့်ရင်လက်ဝတ်လက်စာတွေပြောက်သွားလို့ဗျဟေးပွဲကြီးဆိုတာလူတွေရှုပ်တယ်ကွာမင်းတို့ကတတိထားရမှာပေါ့တတိထားပါတယ်ဗျာလက်ဝတ်လက်စာတွေကိုထုတ်ဝတ်ပြီးလဲဖို့ပြန်ရောက်တော့လဲဖို့ကတန်သေးတာတွေထည့်ပြီးတောက်ခတ်တိတ်ထားတာပဲဒါကိုဘလို့ပြောက်သွားတာလည်းမသိဘူးဦးမြခင်ကခေါင်းသိညံ့ညံ့နဲ့အေးပါပစ္စည်းပိုင်ရှင်ကိုပြောလိုက်ပစ္စည်းတွေပြန်လို့ချင်းငါးစီကိုလာခဲ့လို့ဟုတ်ပြီလားထိုလူကလဲဝဲနေသူပြန်လည်ရောက်ရှိသွားပါတယ်မကြခင်အဖွားကြီးတယောက်နဲ့မိမငယ်ကလေးများမှာငိုးရိုအော်ဟဲကဦးမြခင်အနီးသို့ရောက်လာကြပါတယ်ဘာဖြစ်လို့ငိုနေကြတာလဲအိမ်ကလူကြီးသားလက်ဝတ်လက်စာတွေပြောက်သွားတာတည်ရင်ကျုပ်တို့လင်မယားတော့ကွဲမှာမိမကြီးကပြောရင်ညီတို့ကလည်းတိတိကျကျဂရုစိုက်ဝတ်တာမဟုတ်ဘူးအိုးအကြီးကလည်းလက်ဝတ်လက်စာတွေကထုတ်ဝတ်ရင်ပြောက်တာမှမဟုတ်တာတစ်တာတဲ့ထဲတာရင်ပြောက်သွားတာပဲကိုအေးပါဟဲ့ဒါနဲ့ဆရာကြီးကပစ္စည်းတွေပြန်လို့ချင်းလာခဲ့ပါလို့ပြောတယ်ဆိုဟုတ်တယ်ကျုပ်နာမည်များခင်အောက်လည်းဆရာကြီးများခင်ဆိုတာကျုပ်ပဲပစ္စည်းပြောက်တာလားတော့ကျုပ်ကပြင်းတယ်လူတွေနွားတွေပြောင်းရင်တော့ပြန်ရအောင်ခေါ်ပေးနိုင်တယ်ဒါဖြင့်ကျမတို့ပစ္စည်းကလေးပြန်ရအောင်လုပ်ပေးပါလားဆရာကြီးရဲ့လောက်တာကလုပ်ပြီးလို့ရပါတယ်ဒါပေမဲ့ငါမှလည်းတတ်မှတ်ကြီးရှိတယ်နင်ပစ္စည်းလိုချင်တယ်ဆိုရင်ပစ္စည်းပြန်ယူတဲ့အခါငါ့ကိုသုံးမှုတစ်ပုံပေးရမယ်ဟင်သုံးမှုတစ်ပုံတော့ပေးရပါလားမပေးကြည့်လည်းရပါတယ်ကိုဘသာကိုတွားရှာကြမတွေ့ရင်လည်းနင်းလင့်ကြီးထူတာထောင်းတာခံလိုက်ပေါ့ဟဲ့ဦးမြခင်ပြောလိုက်ပါအဖွားကြီးတန်းတော့ပဲနဲ့ပြီးတော့မယ်ဆရာကြီးရဲ့တွေးအောင်သာရှာပေးပါဦးမြခင်ကအဖွားကြီးကိုကြည့်ရင်နေချုံထားတဲ့တပတ်ကလေးငါ့ကိုပေးစမ်းဦးမြခင်ကဘယ်ဘက်လောက်ဝါကိုဖျက်လိုက်ပြီးအဖွားကြီးပေးသည့်တပတ်ကလေးကိုလောက်ဝါပေါ်တဲ့ဖြန့်အုပ်ထားလိုက်ပါတယ်ထို့တော့ညဝဲလက်ဖြင့်မမုံနေရလောက်ပါတယ်လေးတို့တွေမှာစုံတစ်ခုဆွဲယူပါဘယ်ဘက်လက်စီတို့ပြစ်ထစ်လိုက်သည့်ဟန်မှာပြုတ်လို့ပြန်တယ်ထို့တော့ထိုတစ်ပတ်ကိုဆွဲယူလိုက်သည့်အခါဘယ်ဘက်လက်ဖွာပေါ်တဲ့ရေတွေများရောက်ရှိနေသည်ကိုတွေ့လိုက်ရပါတယ်ကိုဖိုင်းနေပစ္စည်းတွေဟောမဟုတ်စုံမစုံကြည်စမ်းအဖွားကြီးကစစ်စစ်ကြည့်ရင်ဟုတ်ပါတယ်မှန်ပါတယ်ပြည့်စုံပါတယ်ဆရာကြီးရဲ့ကဲဒါဖြင့်ခရီးအတိုင်းကျုပ်ကိုသုံးဖို့တပုံပေးတော့အဖွားကြီးမှာအောက်တက်ဖြစ်သွားပါတယ်သုံးဖို့တပုံတော့မလုပ်ပါနဲ့ဆရာကြီးရဲ့ဆရာကြီးကိုထိုင်တက်ကြောပါမယ်မလို့ကြည့်ဘူးဟာနေတော့အခုတမျိုးတော့ရတမျိုးမလို့နဲ့ငါငွေမလို့ကြည့်ဘူးရွှေပဲလို့ကျင်တယ်အဖွားကြီးကလည်းတင်းခတ်နေပါတယ်ခရီးမတည်ရင်နေတော့ဘာဖြစ်မလဲဆိုတာကြည့်လိုက်စမ်းဦးရခင်မှာကုတ်ကုမီကြီးနဲ့မလတ်မကန်တွေချီနှောင်ထားသည်နွားအတွင်မှာနွားကြီးတစ်ခေါက်ကိုလက်ညှိုးထိုးလိုက်တယ်ထိုကနွားကြီးကနှာတမုံမုံမှုန်နေရင်အမောစုကလဲကျသွားသည်မြေကြီးပေါ်တဲ့ဖောက်လိုက်ဖြစ်နေရင်မျက်စိရှိမှပဲတည်ဆုံသွားပါတယ်မှတ်ပလားခရီးဖားရင်နင်တို့ကတက်ပြမှာဟဲ့အသက်တည်မီဆိုရင်တပြည့်ဖားကြီးမှာရွှေတွေများကိုသုံးဖို့တပုံအတိအကျပြလိုက်ရပါတယ်ဦးမြခင်မှာရွှေတွေများရပြီဒီအခါပွဲခင်းအတွင်းတို့ထွက်ခါလာပါတယ်ဒါတို့ကအနောက်ဝက်ပြေးလိုက်ရင်ပိုင်လိုက်တာဆရာကြီးဟာဆရာကြီးဘယ်လိုများရှာလိုက်တာလဲကိုကကိုဖတ်ပြီးကိုကကိုရှာတာလေကွဗျာဘယ်လိုပြောလိုက်တာလဲဆရာကြီးကငါတပည့်တရားကိုလွတ်ပြီးရွှေတွေတွားခိုးခံရတာပေါ့ကွငါပြန်ရှာပေးရတဲ့အချိန်မှာငါတော့ကလည်းလက်ထဲပေးရတာလဲသူရဲ့ကွဒါဆိုရင်အတကားနေရွှေတွေတုံးတုံးရသွားတာပေါ့ဆရာကြီးအဲ့ဒါသူတုံးနဲ့သူ့ကိုပြန်ရတယ်လို့ခေါ်တယ်ကွဒ
လာကွာဘိုက်စားတယ်ပွဲစီတန်းတဲကထမင်းဆိုင်မှာတော်စားကြမယ်ဆောင်းနှန်းကြီးမှာပွဲကင်းတော့မပြတ်ပဲ30မျိုးတွေနေထိုင်တယ်ထိုညနေတွင်ဆောင်းနှန်းကြီးတင်ပါတွင်တွေးစုနာကဲ့သို့အနာကလေးတစ်ခုပေါက်လာပါတယ်ထိုနာကလေးမှာတကယ်ကြီးမားလာပြီးတ냐လွန်သောအခါလက်တီစုံကအနာကြီးဖြစ်သွားပါတယ်ဆိုဝါတကူလုံးကိုအနာကြီးကဖုံးကပြီးစစင်းကြီးများနဲ့ပြည့်ဖောင်ကားနေပါတယ်3ရက်ခန့်ကြာတဲ့အခါအနာကြီးမှာပြပေါက်သွားပါတယ်ဆိုဝါနဲ့တင်ပါမှာအသားများကိုပြည်စားရတဲ့ဖြစ်ပကံပြဝိုင်းခန့်ဟောက်ပတ်ကြီးဖြစ်နေပါတယ်ဦးမြတ်ခင်ပြောထားတဲ့အတိုင်း9ရက်ပြည့်သည့်အခါဆောင်းနှန်းကြီးမှာဖင်ကြီးတစ်ခုလုံးပုတ်အပ်လျက်ထိုးဝေဒနာနဲ့ပင်တည်ဆုံသွားပါတော့တယ်ဦးမြတ်ခင်အိမ်မှာကြွလျှောက်တန်တစ်ခုအပေါ်တွင်ငပြောဦးပလင်းကြီးတစ်လုံးရှိပါတယ်ထိုငပြောဦးပလင်းကြီးတဲ့ငရုတ်ကောင်စီအရွယ်ခံမဲမဲနဲ့အစိကလေးများမှာပလင်းပြည့်လူပြေးကန်ကြီးရှိပါတယ်ဦးမြတ်ခင်မှာထိုပလင်းကြီးအဖုံးကိုဖွင့်လိုက်ပြီးအနှဲ့အောင်စီကလေးတစ်စီကိုပလင်းအတွင်းသို့ထည့်သွင်းလိုက်ပါတယ်ဒါတော့ကထိုအဖြစ်ကိုမြင်တစ်ဖြစ်ဆရာကြီးအဲ့ဒါဘာလို့လာလဲဗျဆောင်းနှန်းကြီးတည်ပြီးတဲ့ကငါတို့ကိုဖင်ပုတ်သိအောင်လှုပ်ထည့်လိုက်တာဒါနဲ့အဲ့ဒီအစီကလေးတွေကဘာလို့လာလဲဗျငါလက်ချက်နဲ့လူတယောက်ကိုတက်ပြီးတိုင်းအမတ်တရအနေနဲ့ဒီပလင်းတွေကိုအစိကလေးတစ်စီထည့်ပြီးမှတ်ထားတာကွာဗျာအစိလေးတွေကပလင်းကြီးတစ်လုံးတော့ပြေတော့မှလားဗျဒါဘောအသားတို့ရငါလက်နဲ့လူမနေအောင်တက်ခဲ့တယ်ဆိုတာငါမှတ်တော့မမှတ်မိဘူးဟဲ့ဒါတော့မှဦးမြခင်ကိုကြည့်ကကြောက်ရွံ့နေမိပါတယ်တရက်တွင်ဦးမြခင်အိမ်တို့လဲတစ်စီရောက်လာပါတယ်လဲပေါ်မှာလူများမှာဦးမြခင်ကိုအော်ခေါ်ကြပါတယ်ဦးမြခင်မှာထိုးစံအတိုင်းထိုလူများကိုအိမ်ရှိဝါကုတ်ပြပေါ်တွင်လက်ခံတွေ့ဆုံပါတယ်ဘာဖြစ်ကြတာတော့ကျမတို့ကငါးရီစုရွာကဦးသက်ပြင်သားသမီးတွေပါအဲ့ဒါငါနဲ့ပါဆိုင်လို့လဲကျမတို့ပဲဦးသက်ပြင်ကတနေ့ကပဲဖြုံးစားကြီးဆုံးမသွားတဲ့ဆရာကြီးအဖေရဲ့လက်ထဲမှာရွှေတွေတော်တော်စုမိထားတယ်ဆိုတာကျမတို့သိထားပါတယ်ဒါပေမဲ့ကျမတို့မောင်နှမတွေအခုတိုင်လုံးကိုနှံ့နေအောင်ရှာပြီးတာတော့မှအဲ့ဒီရွှေတွေကိုမတွေ့ပါဘူးငါသိပြီနင်တို့ကငါ့ကိုအဲ့ဒီရွှေတွေရှာခိုင်းခြင်းနဲ့ပေါ့ဟုတ်ပါတယ်ဆရာကြီးရတယ်လေမရှာပေးမယ်ဒါနဲ့ရွှေတွေတွေ့ရင်ငါ့ကိုသုံးမှုတစ်ပုံပေးရမယ်ဖြစ်ရလားမောင်နှမများမှာတယောက်မျက်နှာတယောက်ကြည့်ရင်ဖြစ်ပါတယ်ဆရာကြီးရဲ့ပေးပါမယ်အေးဒါဆိုငါတခါလေးလိုက်ခဲ့မယ်ဒါတို့ရေတို့တွေတွားရစို့ဟဲ့ဦးမြတ်ခင်နဲ့ဒါတို့မှာထိုးလူများစီးနှင်းလာကြသည့်လဲနဲ့ပင်လိုက်သွားကြပါတယ်အိမ်တကားများကိုမပိတ်ပဲဒီအတိုင်းလိုက်လာကြသဖြင့်လဲပေါ်မှာလူများမှာအံ့ဩနေကြပါတယ်ဆရာကြီးတို့ကအိမ်ကိုတကားတော့မပိတ်ခဲ့ဘူးနော်တခိုးတဝက်တဲ့အိမ်ကိုဝင်ရင်ဘယ်နဲ့လောက်ပါမလဲဟိုဟာသူတို့အတက်ကိုမနှမျောရင်ဝင်ပေါ်ဟာငါးချက်တွေကိုငါမသိပဲဝင်လာတဲ့အကုန်သွေးရမီမသားပါဘူးမဲဦးမြခင်ကရေးကြဲကြဲတဲ့ပြောလိုက်တော့လဲပေါ်မှာလူများမှာမရီဝန်းကြပဲမကြခင်ငါးအိမ်စုရွာအလဲရှိအိမ်တိုင်တို့ရောက်ရှိလာခဲ့ကြပါတယ်အိမ်မှာအတော်အတန်ကြီးမကတစ်ကောင်ဝါကောင်များနဲ့ဆောက်ထားတဲ့ပြင်ချမ်းသာသည့်မိသားစုဖြစ်မှန်သိနိုင်ပါတယ်အိမ်ပေါ်သို့ရောက်သည့်အခါအိမ်ရှိအခန်းအတွင်းအလောင်းပြထားသည်ကိုတွေ့လိုက်ရပါတယ်ဦးသက်ပြင်ဆိုသူမှာအသက်60ခန့်ရှိပြီဖြစ်ပါတယ်ဆရာကြီးပစ္စည်းတွေကိုဘယ်လိုရှာရမလဲဗျ။အိုကွာသူမြုပ်ထားတဲ့ပစ္စည်းဆိုတော့သူ့ကိုမေးမရမှာပေါ့ခွ။ဗျာသူကတည်ပြီလေ။လူတွေကြီးကိုဘယ်လိုလုပ်ပြီးမေးမှလဲဗျ။ငါမှနေရှိပါတယ်ကွာဒါတို့ရ။ဦးမြခင်ကအိမ်ရှင်မဘက်သို့လှည့်လိုက်ပြီးကဲအိမ်သားတွေငါ့ကိုအမဲသား3မိသားရဲ့ထမင်းလေးလုံးချက်တူရဲ့ငပိအစိမ့်တစ်ပိသားရဲ့ပေးပါ။အိမ်သားများမှာအားတက်တယ်ရောပြုလုပ်ကြပါတယ်။မကြမီအချိန်မှာပဲထမင်းလေးလုံးချက်ဒဲဦးတုံးနဲ့အမဲသားအစိမ့်3မိသားနဲ့ငပိအစိမ့်တစ်ပိသားမှာအတင်ဖြစ်သွားပါတယ်။အားလုံးစုံပြီဆိုရင်စမယ်။ဦးမြခင်မှာဦးသက်ပင်ခေါင်းရင်တို့တွားလိုက်ရာဦးသက်ပင်နှစ်ဖူးကိုခြေပနောက်နဲ့ခက်သက်သာပေါက်ထည့်လိုက်ပါတယ်။ပါဇက်မှာလည်းဟဲ့ကောင်သက်ပင်ထားစံဝါခိုက်ပြပြမိတ်ပေးလိုက်ပါတယ်။ထိုအခါလူတေကောင်ကြီးမှာမျက်လုံးကြီးနှလုံးပွင့်ထလာပါတယ်။ပြီးဒီကကောကောကြီးထားထိုင်လေပါတော့တယ်။အိမ်သားများနဲ့ရောသားများမှာလူတေကောင်ကြီးအသက်ဝင်လာတဲ့ပြည့်ထိတ်လန့်သွားကြပါတယ်။အဖေတက်ပြစ်ရှင်းလာတာလား။ဒါနဲ့တော့ဖေးမဟုတ်ဘူး။ဒါဖောက်ကောင်ကြီးဟဲ့။ဖောက်ကောင်ကြီးကလှည့်ပဲကြည့်ရင်ဘိုက်စားတယ်။ငါ့ကိုဘာကြွေးမှလဲ။ဖောက်ကောင်ပြောသေးကဦးမြခင်ကထမင်းဦးတယ်မေသားငပိစိမ်များကို6ထောင်နဲ့ခံပြီးရင်ရော့စားစမ်းကွာအားရပါရသာစားပြီးတော့ဖုံးကောင်ကြီးမှာ
ထမင်းဦးကြီးတဲ့သူအမေသားနဲ့ငပိစိမ်များကိုထဲကနေပါတော့တယ်ထို့တော့နေထားသည့်ထမင်းများကိုအားရပါရစားတော့ပါတယ်ဦးမြခင်မှာဖုံးပေါ်ကြီးကြီးတွေထဲကြလိုက်ရင်ဝါအောက်သာစားတပြင်းပြီးတော့မင်းရွှေတွေမြုပ်ခဲ့တယ်ဆိုအဲ့ဒါဘာမှမြုပ်ခဲ့တယ်ဆိုတာငါတို့ကိုပြောစမ်းပါကွာဖုံးပေါ်ကြီးမှာထမင်းစားနေရင်တစ်ချက်တန့်သွားပါတယ်မင်းလည်းအဲ့ဒီရွှေတွေကိုတုံးလို့မရတော့တာပဲသားသမီးတွေကိုပေးခဲ့ရအောင်ဘောကွာပြောစမ်းဖုံးပေါ်ကြီးမှာဘာကောင်းတဲ့ကြီးနဲ့နွားတင်းကိုခေါင်းတိုင်အောင်မှမြုပ်ထားတယ်အဲ့လိုပြောလိုက်ပါတယ်ထိုချိန်သားဖြစ်သူမှာသူရင်းတစ်ခုယူကနွားတင်းကိုခေါင်းတိုင်စီကိုပြေးထွက်သွားပါတော့တယ်တထောက်ခန့်တူလိုက်ရေကအောက်တင်အိုးကလေးတစ်လုံးကိုတွေ့ရပါတယ်အိုးဘုံဘုံဖွင့်ကြည့်ရတဲ့အတွင်းမှာလက်ကံပေါ်ကဝတ်စာများနဲ့တေချာထုတ်ပို့ထားသည့်ရွှေတုံးများကိုတွေ့လိုက်ရပါတယ်ဖုံကောင်ကြီးမှာစားတော့ပြီးသည့်အခါတိုးလိုလိုပြန်လဲချ၍မျက်စိများမျက်လုံးများမိတ်ကျသွားပါတယ်မောင်နှမများမှာရွှေတုံးများကိုချင်းတွေကြည့်သည့်အခါ30သားတိတိရှိနေပါတယ်ခရီးအတိုင်းရွှေ30သားကိုဦးမြခင်ပညာကြီးဖြစ်ကြောလိုက်ကြပါတယ်ထိုအပြည့်ပြက်များဖြစ်ပါပြီးအချိန်3လခန့်ကြာသည့်အချိန်တွင်ဖြစ်ပါတယ်ဒါတို့မှာဦးမြခင်ခိုင်းသည့်တိုင်ဆေးပင်များကိုကျူချက်နေသည့်အချိန်တွင်ဦးမြခင်တရားခြံဝင်းတွင်တရောတော့ပါနှင့်ပြေးဝင်လာခဲ့ပါတယ်ဦးမြခင်မှာအနည်းဤသူဖြစ်သည်ဖြင့်ထိုပြပြရခန့်နေသည်ကိုဒါတို့မမြင်ဘူးပဲဆရာကြီးရေရှိတော့ပြန်တယ်ဘာဖြစ်လာတာလဲငါသွားရတော့မယ်ကွာဆရာကြီးကဘယ်ကိုသွားရမှာလဲတင်ညာကုန်းကိုပေါ့ကွာနေကင်ကြောင်တော်ကြီးတင်ညာကုန်းကဘာသွားလို့မလို့လဲဆရာကြီးကမင်းသက်တော်ဒုံဝေးတဲ့ကောင်ပဲတင်ညာကုန်းသွားပါတယ်ဆိုမှတင်မလို့ပေါ့ကွာဗျာတကယ်ပြောနေတာလားဆရာကြီးမင်းကမနောက်ပါဘူးကွာပညာဆိုတာလဲအတိတ်နဲ့ရှိတယ်ကွာတချိန်ကဒီနေ့ပဲမှာငါအတော်ဆုံးဆိုပြီးလက်မထောက်နိုင်ခဲ့ပြီပဲအခုငါတဲ့တော်လေးလူပေါ်လာတော့ငါခံလိုက်ရပြီကွာဦးမြခင်မှာစကားပြောရင်မျက်နှာတစ်ချက်မဲ့သွားပါတယ်ငါဒီကိုလာတာမင်းကိုမှာကျင်လို့ပဲသားလို့ရငါမင်းကိုပညာရေးဆက်ပြီးမတိပေးနိုင်တော့ဘူးကွာပြီးတော့ဒီ channel မှာတရေအကောင့်40ရှိတယ်မင်းကငါတပည့်ဆိုတော့ဒီတရေတွေကိုမင်းကအမွေပေးခဲ့မယ်ငါမရှိတဲ့အချိန်ဘင်းသူတို့ကိုကောင်းကောင်းမွန်မွန်ကျူမွေးပေါ့ဗျာအကောင့်40တောင်လားအေးငါသွားတော့မယ်ဒါမှမဟုတ်ရင်ငါ့ကိုမြေမြုပ်ပေးမဲ့လူမရှိဘူးဖြစ်နေမယ်ဒီမဲ့သားတို့ဟောဒီချန်ကြီးနဲ့အင်ကြီးကအခုမင်းပစ္စည်းဖြစ်သွားပြီမင်းပဲကြည့်စီစဉ်လိုက်ပါကွာဆရာကြီးသွားမယ်ဆိုရင်ကျုပ်လည်းလိုက်ခဲ့မယ်လေဗျာကျုပ်ဆရာကြီးကိုကောင်းကောင်းတကြိုပေးပါမယ်ဗျမလိုက်တဲ့သားတို့ငါတည်တဲ့နေရာကိုဘယ်သူမှမသိစေချင်ဘူးငါတပည့်ဖြစ်တဲ့မင်းတို့တော့မှမသိစေချင်ဘူးကွာဒါကြောင့်ငါတက်ကလေးသွားသိမယ်မင်းလိုက်မလာပါနဲ့ဦးမြခင်မှာပြောဆိုရင်ခြေလမ်းကျဲကြီးနဲ့ပြေးထွက်သွားပါတယ်ဒါတို့မှာဦးမြခင်ပြောပြနေသည့်များကိုမယုံကြည်နိုင်ပဲဖြစ်နေပါတယ်သို့တော့ထိုးလီဘတ်စာရဲ့ဦးမြခင်မှာအိမ်ပြန်မလာတော့ပဲဒါတို့တရားတင်းချိုင်းကုန်းကိုတွားချတော့လဲမြေပုံမတွေ့မှတ်တိုင်မတွေ့ပဲဒါတို့မှာဆရာဖြစ်သူအမှုပေးခဲ့သည့်အင်္ဂလိပ်မှာပဲဆက်လက်နေထိုင်ပါတော့တယ်ထို့သောနေထိုင်ရင်3လခန့်ကြာသည့်အခါပြဿနာဖြစ်တော့ပါတယ်ထို့ညကဒါတို့မှာအိမ်ရှိကန်တွင်တယောက်လည်းအိတ်ဆက်နေပါတယ်ထို့စဉ်ဒါတို့၏ခြေထောက်ကိုလူတယောက်ဖမ်းဆွဲလိုက်တဲ့ပြေဒါတို့မှာလက်နှုံသွားပါတယ်ဒါတို့ကြည့်လိုက်တဲ့အခါအရွယ်ဆုံးပုံစံစုံသေးများကသူ့အနီးနဲ့ဝိုင်းထိုင်ကြပါတယ်ထိုထဲမှာပိုင်းအောင်အစင်စီတေးကြီးတကောင်မှာအရှိတူတိုးကပ်လာပါတယ်ငါစားတယ်အရင်ဆရာကြီးကငါ့ကို3လတခါနွားတစ်ကောင်ကျွေးတယ်အခုမင်းကငါတို့တခင်ဖြစ်သွားပြီဆိုတော့မင်းကျွေးရမယ်ဘာကွာနွားတစ်ကောင်ဘယ်လောက်တန့်လဲဆိုတာမင်းသိလို့လားထိုကကြံနှစ်တရေများကလည်းအသားမျိုးစုံတောင်းစားကြပါတယ်မင်းကတော့ကျွေးရင်ကျွေးမကျွေးဘူးဆိုရင်မင်းတို့ကတော့တက်ပြစ်မယ်ကွာဟင်ငါ့ကိုတော့မတက်ပါနဲ့ကွာတော့တစ်ခေါက်တော့မလုပ်ပါနဲ့အမေသားတပိသားတော့လုပ်ပါကွာမရဘူးအရင်ဆရာကြီးကငါတို့ကိုကောင်းကောင်းကျွေးတယ်အေးဒါကြောင့်လေဆရာကြီးကရွှေတွေပတ်စံတွေနေငယ်ရှာရတာနေမှာကွာဥစ္စာပြူစားဖို့ခဲ့တယ်မင်းတို့အစားတောင်းညံလို့ဆရာကြီးကဆင်းရဲနေတာကွာမင်းကျွေးမလားမကျွေးဘူးလားအမေသားမစားရရင်လူသားစားမယ်မင်းသားကိုစားမယ်ကွာတဲကြီးများမှာဒါတို့ကိုဝိုင်းလောင်ကြပါတယ်ဒါတို့မှာပညာနယ်တွေမို့တဲကြီးများကိုမသားစီနိုင်ပေဒါတို့မှာတဲများလက်မှာအကြောက်ကရုံထွက်ကအိမ်အောင်သူတချို့တည်းဆင်းပြေးရပါတယ်ထိုကတဲကြီးများမှာချမ်းပေါဝအထိလိုက်လာကြပါတယ်ဟဲ့ကောင်မပြေးတဲ့မင်းသားကိုမစားရမချင်းငါတို့မင်းအနာကိုလိုက်နေမှာကွာဒါတို့မှာ
ရွာဒီပင်မနေရတော့ပဲအခြားရောက်တဲ့တွားနေရပါတယ်သို့တော့နေဝကြီးတရောချင်းဆိုရင်တေးရဲကြီးများလိုက်လာသည်ဟုဆိုတာပတ်ပြေးနေတတ်ပါတယ်နောက်ဆုံးတွင်ရွာဦးကျောင်းဆရာတော်ဟာဒါတို့ကိုရင်ကြီးဝတ်ပေးလိုက်ကကျောင်းတွင်ခေါ်ထားလိုက်ပါတယ်တေးရဲကြီးများမှာဘုန်းကြီးကျောင်းတွင်တို့ဝင်မရတော့လဲဘုန်းကြီးကျောင်းအပြင်တွင်ပတ်ကခက်လာမြေအခြေကိုစောင့်နေသည်ဟုဒါတို့ကဆိုပါတယ်ဒါတို့မှာလူဝတ်နဲ့မနေရတော့ပဲရဟန်းခံလိုက်ရပါတယ်တမြောက်ထားသည့်မကောင်းသောပညာရပ်များကိုလည်းဆွန့်လွတ်လိုက်ပါတယ်ဒါတို့မှာလူပြန်မထွက်တော့ပဲဦးစင်တောပိတာအဖြစ်နဲ့တေတပံတက်သဆုံဘုန်းကြီးဝတ်ဖြင့်နေထိုင်သွားပါတော့တယ်အောက်လက်ဆရာကြီးဦးမြခင်ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးပါပြီဗျာနောက်တဲ့ဇလန်ကောင်းလေးများကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ပြင်ကျွန်တော်တို့ရဲ့ channel လေးကိုလိုက်ရင် subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေဗျာအားလုံးပဲမင်္ဂလာကြကြတွေပါခင်ဗျ